ရှင်အာသာဝနာရှင်ဒီပုံများအနေနဲ့အင်္ဂါနေ့ညမြန်မာစံတော်ချိန်တနာရီခွဲမှာကံမဲ့ချန်ပီယံလိဆီမီဖိုင်နယ်ပထမကျော့အာဆင်နယ် PSG တို့ရဲ့ပွဲမှာဂိုးရလက်ခံမှန်းပြီးဖုံးတွေရယူနိုင်ပါတယ်ခမန်းမဲ့ပုံစံကတော့ပွဲပြီးဂိုးရလက်နဲ့အာယီကစားသမားဂိုးသွင်းမဲ့သူကစားသမားတစ်ယောက်စုစုပေါင်း2မျိုးကိုမှတ်မှာမှတ်ပေးရပါမယ်ပထမဆုံးအဖြေမှန်သူ3ဦးကိုတပီးလင်း1000ကျပ်နှုန်းနဲ့ပုံးပေ3000မဲဖောက်ပေးမှာဖြစ်ပါတယ်အရင်ဆုံးမှန်သူ3ဦးကိုစီစစ်ရွေးချယ်ပြီးမဲဖောက်ပေးမှာဖြစ်ပါတယ်မှတ်ချက်အနေနဲ့ပထမဆုံးဖြေမှန်သူ3ဦးပဲဖုံးပေရရှိမည်ဖြစ်ပါတယ်